ပြန်နိုင်သေးတာခွင့်လို့ပါအမေယာခုဆိုကျွန်တော်တို့ရဲ့ရွာအေးချမ်းလာမစီကားလိုက်တာတမိုင်းဝင်ဘုရားများနဲ့တကိုးကြီးဘုရားများတည်ရှိတဲ့နေရာနှစ်စဉ်နှစ်တိုင်းလဲဘုရားပွဲကြီးကျင်းပါလိမ့်တာရမရောက်ခဲ့တာကြောင့်လွမ်းလာပြီကွာပြန်ကျင်လိုက်တာသားတို့မွေးရမည်ကိုဗျာကျွန်တော်တို့မွေးရမည်ဘေမေကိုလဲလွမ်းနေပြန်ရှင်တဲ့မွေးရမည်ကိုလေဘာပဲလဲမပြည့်စုံသေးတဲ့ဤမှန်းချက်တွေရှိနေလေတော့လီတိုင်းတစ်ပါးဒီမှာမပြန်နိုင်သေးတာခွင့်လို့ပါအမေယာခုဆိုကျွန်တော်တို့ရဲ့ရွာအေးချမ်းလာမစီကားလိုက်တာတမိုင်းဝင်ဘုရားများနဲ့တကိုးကြီးဘုရားများတည်ရှိတဲ့နေရာနှစ်စဉ်နှစ်တိုင်းလဲဘုရားပွဲကြီးကျင်းပါလိမ့်တာရမရောက်ခဲ့တာကြောင့်လွမ်းလာပြီကွာပြန်ကျင်လိုက်တာသားတို့မွေးရမည်ကိုဗျာရမရောက်ခဲ့တာကြောင့်လွမ်းလာ